ဒီလူတွေကတော့နတ်ဖျားတွေကိုယ်တိုင်တောင်ကြောက်လိုက်ရတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တိုင်တန်ပီလူတစုဖြစ်ပါတယ်တိုင်တန်တစ်ကောင်ချင်းစီမှာလည်းအံ့ဩဖို့ကောင်းတဲ့ခွန်အားတွေရှိကြတာပေါ့သူတို့ကိုထာဝရပိတ်လောင်ထားဖို့အတွက်နတ်ဖျားတွေကရှေးဟောင်းတန်တက်တွေကိုတုံးပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေကိုတင်းတင်းကြပ်ကြပ်တုံအောင်မဲ့တန်ကြိုးတွေကိုတုံးလုပ်ခဲ့ကြသလိုပါဇက်တွေကိုလည်းတန်တောင်းတွေနဲ့ပိတ်ဆို့ပြီးလှောင်အိမ်ထဲမှာကဘာတီတီပိတ်လောင်ထားခဲ့ကြပါတယ်နှစ်ပေါင်း3000ကြာပြီးတဲ့နောက်မှာတော့နတ်ဖျားအစွမ်းရှိတဲ့အလုံးဝိုင်းတစ်ခုကိုကင်ဆောင်ထားတဲ့မျက်နှာဖုံးစုပ်လူတစ်ယောက်ရုတ်တရက်အတင်းဝင်ရောက်လာခဲ့ပါတယ်သူကနတ်ဖျားအစွမ်းနဲ့တိုင်တန်တွေကိုပိတ်လောင်ထားတဲ့တန်ချီချင်းလက်ချင်းတွေကိုရိုက်ခွဲလိုက်တာကြောင့်အံ့ဩစရာကောင်းတဲ့စွမ်းရည်တွေဟာကောင်းကင်ယံထဲကိုချက်ချင်းပဲပောက်ကွဲထွက်သွားခဲ့ပါတယ်တိုင်တန်တွေနိုးထလာပြီးဆိုတာကိုသိသွားတဲ့နတ်ဖျားတွေဟာဒီလိုကပ်ပေးဆိုးကြီးကိုတားဆီးဖို့အတွက်ကဘာမြေပေါ်ကိုချက်ချင်းဆင်းသက်လာခဲ့ကြပါတယ်မင်းတို့တွေကတယောက်မှဒီနေရာကနေထွက်သွားခွင့်ရမှာမဟုတ်ဘူးသူတို့ရဲ့မဟာယန်သူဟောင်းကြီးတွေနဲ့ထိတ်တိုက်တွေ့ချိန်မှာတော့ကဘာပြတ်မတက်တိုက်ပွဲကြီးတစ်ခုဟာစတင်ဖို့တရားဆူနေခဲ့ပါပြီပင်လယ်ဆောင်းနတ်ဖျားပိုစီဒွန်က3ခွက်လန်ကိုကင်ပြီးအရင်ဆုံးစတင်တိုက်ခိုက်လိုက်တာပေါ့မိုးကြိုးနဲ့လျှက်စီအစွမ်းတွေတုံးပြီးတော့သူ့စီကိုတိုးလာတဲ့တိုင်တန်တွေကိုမျက်စိတမိတ်အတွင်းမှာတင်နှိမ်နှင်းလိုက်ပါတယ်နတ်ဖျားတို့ရဲ့ဘရင်စုပ်ကလည်းနတ်ဖျားလက်နက်တစ်ခုကိုအေးဆေးပဲဆင့်ခေါ်လိုက်ပြီးဝင်ရောက်တိုက်ခိုက်လာတဲ့ရန်သူတွေကိုအလွယ်တကူချေမှုန်းပစ်လိုက်တာပါပညာနဲ့သမီးအာတီနာကလည်းသူမရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုအပြည့်အဝထုတ်ပြခဲ့ပါတယ်သူမကတက်လုံကောင်းကောင်းနဲ့ထက်မြက်တဲ့ဓားမြောင်ကိုဝေယမ်းပြီးဝင်လာသမျှတိုင်တန်တွေကိုတွေးအေးနဲ့တက်ဖြတ်နေခဲ့တာပေါ့နတ်ဖျားအားလုံးမှာထူးခြားတဲ့တိုက်ခိုက်ရေးစွမ်းရည်တွေရှိနေပေမဲ့လည်းတိုင်တန်တွေကတာမန်လူသားခန္ဓာကိုယ်မျိုးမဟုတ်ကြပါဘူးခဏအကြာမှာတော့မိုးကြိုးနတ်ဖျားကအရင်ဆုံးလဲကျသွားခဲ့ပြီးသူမနောက်ကတင်ကက်လျက်ပဲအာတီနာလည်းဒဏ်ရာအပြင်းထန်ရသွားခဲ့ပါတယ်သူမရဲ့ခန္ဓာကိုယ်နေရာတော်တော်များများဟာထက်မြက်တဲ့ရေခဲဓာတ်သွားတွေရဲ့ခုတ်ချခြင်းကိုခံလိုက်ရတာပါဒါပေမဲ့လည်းသူမကတိုင်တန်တွေထွက်ပြေးမလွတ်အောင်တားဆီးပေးဖို့နဲ့ကဘာမြေပေါ်ကလူသားတွေကိုအဆုံးရှုံးမခံဖို့စွတ်ကိုတောင်းပန်တိုးရှိုးနေလို့ဖြစ်ပါတယ်တိုင်တန်လူမျိုးစုတွေကိုတားဆီးလို့မရတော့ဘူးဆိုတာသိလိုက်ရတဲ့စုပ်ဟာစိတ်နာကျင်ရပေမဲ့လည်းပြက်ပြက်တသားဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်သူကကောင်းကင်ယံရဲ့နတ်ဖျားအစွမ်းကိုဆင့်ခေါ်ပြီးတောင်ကြီးကိုထောက်ကန်ပေးထားတဲ့ကြောက်စစ်ရုပ်ထုကြီးနှစ်ခုကိုအတင်းအဓမ္မဖြိုချဖျက်ဆီးပစ်လိုက်ပါတယ်တောင်ကြီးတစ်လုံးစလုံးဟာနားကွက်မတက်အတန်ကျဲကြီးနဲ့အတူပြိုကျပျက်စီးသွားခဲ့ပါပြီဒီလိုအရေးကြုံနေတဲ့အချိန်မှာတော့ဇုတ်ကအသက်အန္တရာယ်နီးနေတဲ့အာတီနာကိုပွေ့ချပြီးကောင်းကင်ဘုံကိုပြန်သွားခဲ့ပါတယ်စိတ်ဘက်ထရီဟာအလွန်အမင်းထိတ်လန့်တုန်လှုပ်စွာနဲ့လန့်နိုးလာခဲ့ပါတယ်သူမအခုလေးတင်မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းဟာကြိုတင်မြင်ခဲ့ရတဲ့အနာဂတ်ဖြစ်နေပြီးတိုင်တန်တွေကိုလွတ်ပေးခဲ့တဲ့မျက်နှာဖုံးစွတ်သမားကတော့တကယ်တော့လက်ရှိဘရင်ကြီးဖြစ်နေတာပါသူဟာတစ်ချိန်ကအလွန်ကြီးညိုတဲ့ကိုးကွယ်ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့မှုပေမဲ့သူ့ရဲ့ဇနီးနဲ့သားသမီးတွေယောဂဝေဒနာခံစားရတဲ့အချိန်မှာသူယုံကြည်တဲ့နတ်ဖျားကပြစ်ပယ်ပြီးဒီအတိုင်းထိုင်ကြည့်နေခဲ့တာကြောင့်ဘရင်ကြီးရဲ့တပ်ဝင်ယုံကြည်မှုတွေလုံးဝပျက်စီးသွားခဲ့ရတာပေါ့နတ်ဖျားကဘာမြေပေါ်မှာခြံထားခဲ့တဲ့နတ်ဖျားလေးများကိုပြန်ယူမဲ့ပိတ်လောင်ခံထားရတဲ့တိုင်တန်လူမျိုးတွေကိုလွတ်ပေးမယ်ပြီးတော့မြင့်မြတ်လာပါတယ်ဆိုတဲ့နတ်ဖျားတွေကိုလည်းစိတ်ပြတ်အားငယ်မှုရဲ့ခါတိမှုကိုမြည်ဆန်းစေမယ်လို့သူကကြိမ်ဆိုခဲ့ပြီးအနာဂတ်ကိုကြိုတင်သိမြင်နိုင်တဲ့အစွမ်းရှိတဲ့သူတော်စင်မလေးဟာဒီနတ်ဖျားလေးများကိုရှာဖွေဖို့အတွက်တော့ချက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဘရင်ကသူ့ရဲ့စစ်တပ်ကိုဦးဆောင်ပြီးဖျားเจ้าစီရောက်လာတဲ့အချိန်မှာတော့စိတ်ဘက်ထရီကကြိုတင်ထွက်ခွာသွားခဲ့ပါပြီဒေါသအိုးပေါက်ကွဲသွားတဲ့ဘရင်ဟာဘုံတော်ကြီးတွေအပေါ်စီမီခွက်စီတွေရက်ရက်ဆက်ဆက်လောင်းချပြီးမိရှုကအရှင်လက်လက်တက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကဂရိနိုင်ငံတဝန်းလုံးကိုလိုက်လံရှာဖွေခဲ့ပြီးသူတော်စင်မလေးရှိတဲ့နေရာကိုပြောပြဖို့ညှင်းဆန်တဲ့သူမှန်သမျှကိုကြေးဖလားပုံစံနှိပ်စက်တဲ့ကရိယာတွေထည့်ပြီးတနာဆောက်ွယ်အော်ဟစ်တည်ဆုံးသွားတဲ့အထိပြင်းထန်တဲ့အပူဒဏ်ကိုခံစားစေခဲ့တာပါအညံ့ခံခဲ့တဲ့စစ်သားတွေတောင်မှအတုံးမဝင်တော့ဘူးဆိုတာနဲ့မျိုးပွားခွင့်အခွင့်အရေးကိုရက်ရက်ဆက်ဆက်အလူခံခဲ့ကြရပါတယ်မကြခင်မှာပဲဘရင်ရဲ့စစ်တပ်ဟာရွာတရွာကိုတွေးချောင်းစီအောင်ထပ်မံဖျက်ဆီးပစ်လိုက်ပါတော့တယ်